ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ YouTube channel အသစ်ဆက်ဆက်ကလေးကနေနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ဒါကျွန်တော်ရဲ့ကိုမမြအတွက်ဒါအိမ်မက်ကလေးတွေကိုကျွန်တော်လာပြီးတော့တစ်စီးတစ်စောင်းပြောပြတာဖြစ်တယ်ပေါ့เนาะအဲ့တော့အိမ်မက်မက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမမြကိုကောင်းလို့ရအိမ်မက်ကလေးတွေကိုမနက်၈နာရီခွဲကနေပြီးတော့မနက်9နာရီအတွင်းမှာကျွန်တော်ဒါဗီဒီယိုလေးတွေတင်ပေးတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ကိုမမြအားလုံးအားပေးဖို့အစဉ်သင့်ပဲလားเนาะအဲ့တော့ဘာမှမပြောခင်ကျွန်တော်ရဲ့ကိုမမြ YouTube မှာเนาะ SAYAR ဆရာเนาะ PY ပိုင်း PY ပိုင်းဆရာပိုင်းပိုင်းလို့လည်းရိုက်ရှာပေးပါနောက်တစ်ခုက SAYAR ဆရာเนาะ KHO ခိုဆရာခိုเนาะဒီနှစ်ခုဒီကျွန်တော်ရဲ့အကောင့်တွေပဲဖြစ်ပါတယ်เนาะဒါတွေဒီကျွန်တော်ရဲ့အကောင့်တွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီနော်ဆရာ PY နဲ့ဆရာ KHO ကိုလည်းသွားပြီးတော့အပ်ထားပါအားပေးကြပါဦးเนาะကျွန်တော်ဒီအကောင့်အဲ့ဒီဟာတွေကနေပြီးတော့လည်းကျွန်တော်ဗီဒီယိုတင်มาဖြစ်တယ်ပေါ့เนาะကျွန်တော်ရဲ့အကောင်မများတော့ဘူးသူရရစရာဗီဒီယိုလေးတွေကိုတင်ပေးမှာအိမ်မက်အကြောင်းပေါ့เนาะအိမ်မက်ကဘယ်လိုမျိုးလာလဲဘယ်လိုအိမ်မက်ဆိုရင်ကောင်းလဲဘယ်လိုအိမ်မက်ဆိုရင်မကောင်းလဲဆိုတာကိုကျွန်တော်အမှပြောပြပေးမှာဖြစ်တဲ့အတွက်ဒီဆရာ PY နဲ့ဆရာခိုကိုလည်းเนาะအဲ့တော့ဒီဆရာခိုးကတစ်ဆက်ထဲเนาะဆရာခိုးကိုလည်းတွားပြီးတော့အပ်ထားကြပါအောင်လို့เนาะအဲ့တော့ဆရာဒီကနေပြီးတော့မတင်ဘူးဆိုရင်ဒီနှစ်ခုကနေကျွန်တော်တင်မှာပါလို့เนาะဒါကြောင့်မို့ဒီနှစ်ခုကိုတွားပြီးတော့အပ်ပေးထားပါအောင်เนาะကျွန်တော်ရဲ့ကိုမများအားလုံးပဲအဲ့တော့ညာအိမ်မက်ကလေးကတော့ရိုးရိုးရှင်းရှင်းပဲမှတ်ပါတယ်เนาะကျွန်တော်ရဲ့ကိုမများအဆင်ပြေသလိုဒါလောက်ကြပါเนาะအဆင်ပြေသလိုကျွန်တော်ရဲ့ကိုမများအိမ်မက်ကလေးကိုနားထောင်ပါအဲ့တော့ဘယ်လိုမျိုးမှတ်လဲဆိုလို့ရှိရင်ဘယ်လိုမျိုးမှတ်လဲဆိုလို့ချင်းအိမ်မက်ထဲမှာပေါ့နော်အိမ်မက်ထဲမှာအိမ်မက်ထဲမှာအဲ့လိုမျိုးဘူးလေးနှစ်ဘူးပေါ့နော်အဲ့ဒီဘူးလေးနှစ်ဘူးကတွဲရက်သူကဒီလိုမျိုးကျွန်တော်ကိုပြောတာဗျနော်ဒီနှစ်ဘူးထဲမှာကိတ်မုံလားပေါင်မုံလားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ထင်တာကတော့ပေါင်မုံဖြစ်ဖို့တော့များတယ်เนาะဒီလိုဘူးနှစ်ဘူးထဲမှာပေါင်မုံဖြစ်ဖို့တော့များတယ်ဒါပေမဲ့ကိတ်မုံလားပေါင်မုံလားတော့မသိကျွန်တော်လည်းမခွဲခြားတတ်တော့ဘူးเนาะအဲ့တော့ပေါင်မုံဖြစ်ဖို့တော့များတယ်ဘာလို့လဲဆိုတော့သူကဒီလိုမျိုးအဝိုင်းလေးတွေကိုအဝိုင်းမုံလေးတွေဖြစ်နေတာအဲ့လိုအဝိုင်းမုံလေးတွေเนาะဒီဘူးထဲမှာเนาะအဲ့ဘူးနှစ်ဘူးထဲမှာဒီလိုမျိုးအဝိုင်းမုံလေးတွေဖြစ်နေတာအတွက်ပေါင်မုံပဲတော့ထင်တယ်ကိတ်မုံတော့မဖြစ်နိုင်ဘူးเนาะအဲ့တော့ကျွန်တော်ကိုပြောတယ်သူကအိမ်မက်ထဲမှာနော်သားတဲ့ဒီလိုမျိုးသူကဒီလိုမျိုးလက်နှစ်ခုဒီလိုမျိုးတပြိုင်နဲ့ထောက်တာသားတဲ့နေဒီဟာကိုစားမလားတဲ့နော်ဒီလိုမျိုးလက်နှစ်ချောင်းဒီလိုမျိုးထောက်ပြီးတော့မေးတာကျွန်တော်နော်သားတဲ့နင်းနဲ့ဒီမုံလည်းမပါဘူးပြနော်သားတဲ့နင်းဒီဥစ္စာစားမလားတဲ့အဲ့ဒါစားမလားပြောပြီးတော့ချက်ချင်းပဲပြောက်သွားအောင်နော်ဒါလေးကိုကျွန်တော်မြင်မှတ်တယ်နော်ကျွန်တော်ရဲ့ကိုမမြအဆင်ပြေလို့ကောက်ကြနော်နောက်တစ်ခုကကျွန်တော်အာရာဖတ်ပေါ့နော် ALPHARD အာရာဖတ်ကအဖြူရောင်ကိုမြင်ပါတယ်เนาะအယောင်တော့အဖြူရောင်เนาะအဲ့တော့ကိတ်မုံနှစ်ခုကတခါเนาะအာရာဖက်ကားအဖြူရောင်ကတခါကျွန်တော်မြင်ပါတယ်เนาะကျွန်တော်ရဲ့ကိုမများအဆင်ပြေလို့လောက်ကြပါเนาะ comment လေးမှာဝင်ရေးကြပါဦးเนาะအားလုံးပဲဆရာဒီဒီကိုအားပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်เนาะဒီဆရာ PY နဲ့ဆရာ KHO ခိုဆရာခိုကိုလည်းအကောင့်ကိုလည်းတွားပြီးတော့အပ်ထားကြပါเนาะအဲ့တော့ဘူးသူတော်ရစရာလေးတွေအဲ့ဒီမှာတင်ပါပါเนาะကျွန်တော်ရဲ့အမျိုးများအတွက်เนาะအားလုံးပဲဗတ်မိုက်ပါခင်ဗျာเนาะအဲ့တော့ဟုတ်ပါပြီမနေ့ဆိုရင်7နာရီခွဲကနေ9နာရီဝန်းကျင်မှာကျွန်တော်တင်ပါတယ်เนาะအားလုံးပဲချစ်ကြပါတယ်ခင်ဗျာအားလုံးပဲဗတ်မိုက်ပါခင်ဗျာ